ဖိပြဲမဟာစွန်စားခန်းနှွေးထွေးပြီးကောက်ရိုးတွေပြည့်နေတဲ့ကြက်ချံလေးထဲမှာအမွေးနုရောင်ချစ်စရာကြက်ပေါက်လေးတွေအုပ်စုဖွဲ့နေကြတယ်အထူးသဖြင့်မျက်လုံးလေးတွေတောက်ပပြီးအရွယ်စားသေးငယ်တဲ့ဖိလေးဟာအုပ်စုရဲ့အစွန်ဆုံးမှာရက်နေပြီးတစ်သားနယံကြားကအကွဲကြောင်လေးတွေကနေစိတ်ဝင်တစားနဲ့အပြင်ကိုငေးကြည့်နေတဲ့နေအောင်ကြည်နုနုလေးတွေဟာဂျားပေါက်လေးတွေကနေဖြာကျနေတယ်ဖိလေးဟာပြန်ကျဲနေတဲ့အစာတွေကိုလိုက်စိတ်နေရတာနဲ့သူ့ရဲ့အကိုအမတွေနဲ့အတူပူးကပ်နေရတာကိုညှင်းငွေ့နေပြီးသူဟာကြက်ချံရဲ့အပြင်ဘက်ကကဘာကြီးကိုမြင်ချင်နေတာသူ့အမေကအပြင်မှာရှိတဲ့အံ့ဩစရာကောင်းတဲ့အရာတွေအကြောင်းတွတ်တွတ်ပြောနေတာကိုသူကြားဘူးတယ်ဒီနေ့တော့ဖိလေးဆုံးဖြတ်လိုက်ပြီးသူကိုယ်တိုင်သွားကြည့်တော့မယ်လို့ဖိလေးဟာကြက်ချံနံရံရဲ့အောက်ခြေမှာရှိတဲ့အပေါက်ငယ်လေးတွေကနေတိုးထွက်နေတဲ့သူဟာစိတ်ပိုင်းဖြတ်ထားပုံရပေမဲ့နည်းနည်းတော့ကြောက်နေပုံလည်းရတယ်အပြင်မှာတော့ဝါတာတာမြင်နေရတဲ့စိမ့်ဆူနေတဲ့မြက်ခင်းနဲ့ကြီးမားတဲ့အညိုရောင်ဖက်နှက်တရံကိုတစ်စိတ်တစ်ပိုင်းမြင်နေရတယ်ဖက်ကလေးလည်းတပြည့်ရှိကြီးတစ်ချက်ချပြီးသူ့ရဲ့အမွေးနုနုလေးတွေနဲ့ကြက်ချံနံရံရဲ့အောက်ခြေကအပေါက်ငယ်လေးတွေကိုတိုးဝင်သွားတယ်နည်းနည်းတော့ကြက်ပေမဲ့နောက်ဆုံးတော့သူဟာနူးညံ့တဲ့စိမ့်ဆူနေတဲ့မြက်ခင်းပေါ်ကိုလိမ့်ကျသွားတယ်အပြင်ကလေးဟာလက်ဆက်ပြီးစိတ်လှုပ်ရှားစရာကောင်းလိုက်တာဖိလေးဟာအရက်မြင့်မြင့်မျက်ပင်တွေကြားမှာရက်နေပြီးနှေးကွေးစွာရွေလျားနေတဲ့ခယူဘက်ပုံခုန်ပါတဲ့အေယာမခယူကြီးကိုအံ့ဩတကြီးမောကြည့်နေတဲ့ခယူရဲ့အာယုံခံအင်္ဂါလေးတွေဟာဆန့်ထွက်နေတယ်ဖိကလေးပထမဆုံးတွေ့ဆုံခဲ့တဲ့တတဝါလေးဟာအရန်ကြီးမားတာပဲသူကခယူပတ်ပုံအညိုရောင်နဲ့အဝါနုရောင်တွေရောဆက်နေတဲ့အခွန်ပါတဲ့ခယူကြီးပေါ့သူကဖြည်းဖြည်းချင်းရွှေ့ရှားနေပြီးတောက်ပတဲ့အစအနာတွေကိုခြံထားခဲ့တဲ့ဖိဖကခေါင်းလေးဆောင်ပြီးစူးစမ်းကျင်တဲ့အတန်နဲ့နှုတ်ဆက်လိုက်တဲ့ခယူကြီးကသူ့ရဲ့ရှည်လျားပြီးလှုပ်ရှားနေတဲ့အာယုံခံအင်္ဂါလေးတွေကိုတုံ့ပြန်တဲ့အနေနဲ့ဆက်ထုတ်လိုက်တယ်ဖိဖအညိုရောင်နွားကြီးရဲ့ကြီးမားပြီးရှုပ်ပေနေတဲ့ခြေရနားမှာစိုးရိမ်တကြီးရက်နေတဲ့နွားကြီးကညင်ညင်တတငြိမ်သက်တဲ့မျက်နှာထားနဲ့ဖိလေးကိုငုံကြည့်နေတယ်နွားကြီးရဲ့ခေါင်းနားမှာတော့ရင်ကောင်းတွေတဝီဝီမြည်နေတယ်သူ့ရဲ့ခြေထောက်တွေဟာတစ်ပင်စီတွေလိုမျိုးကြီးမားပြီးသူ့ရဲ့ခြေရာတွေကလည်းအင်မတန်ကြီးတယ်ဖက်နည်းနည်းကြောက်သွားပေမဲ့သူကတိုးတိုးလေးကြည့်အလိုအော်ကြည့်လိုက်တယ်နွားကြီးကသူ့ကောင်းကိုနှိပ်ချလိုက်ပြီးသူ့ရဲ့ကြီးမားပြီးနူးညံ့တဲ့မျက်လုံးတွေနဲ့ကြက်ကလေးကိုငုံကြည့်လိုက်တယ်ရုတ်တရက်အားရင်ပြေးနဲ့ခုံပေါက်ပြီးပစ္စည်းကိုဥတီလာတာကခုံပေါက်နေတဲ့နရွက်အုံမူးမွေးလေးနဲ့အမီတရန်ရန်လေးနဲ့ခွေးပေါက်လေးတစ်ကောင်ပဲခွေးပေါက်လေးကကြီးမားပြီးပေါ်ရွေတဲ့အပြုံးနဲ့ပစ္စည်းကိုခုံပေါက်လာတာကိုပြစ်ကစိတ်လှုပ်ရှားစွာနဲ့ခုံပေါက်နေတယ်ထို့နောက်တတိတွေတင်ထားပြီးပြစ်ဟာနှိမ့်နှိမ့်လေးရှိတဲ့တစ်သားခြံစည်းရိုးတိုင်ပေါ်ကိုခုံတက်လိုက်တယ်သူ့အောက်မှာတော့မွေးညင်းထူထူအဖြူရောင်ကြောင်လေးတစ်ကောင်ကသူ့အမွေးတွေကိုတေချာစွာတန့်ရှင်းနေတဲ့ကြောင်လေးဟာခဏရက်ပြီးသူ့ရဲ့အပေါ်မှာထိုင်နေတဲ့အဝါရောင်ချက်ကလေးကိုမျက်လုံးစိမ့်လေးတွေနဲ့ဖြည်းဖြည်းချင်းမျက်လုံးလှန်ကြည့်လိုက်တယ်ပြစ်ကဖော်ရည်စွာချီလို့អော်လိုက်တော့ကြောင်လေးကလည်းညင်သာစွာမြောင်းလို့ပြန်ထူးလိုက်တယ်ကောင်းကင်ဟာလိမ္မော်ရောင်နဲ့ခရမ်းရောင်တွေပြောင်းသွားတဲ့အခါပြစ်ဟာသူတို့ရဲ့အိမ်ကနေအတော်ဝေးနေပြီဆိုတာကိုသိလိုက်တယ်အရင်ကအရန်စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့လေတော်ကြီးဟာအခုတော့မှောင်ရီပြူးလာတာနဲ့အမျှနည်းနည်းကြောက်စရာကောင်းလာတယ်သူကအတန်ကြဲကြဲနဲ့ချီလို့အော်ပြီးသူ့အမေကြားနိုင်အောင်မျောလင့်နေတယ်ထိုအခါသူသည်ရင်းနှီးပြီးနှွေးထွေးသောကလပ်ကလပ်ဟူသောအတန်ကိုကြားလိုက်ရသည်သူမသည်သူ၏အမေဖြစ်သည်သူမသည်ကြက်လောက်အိမ်အနီးတွင်စိုးရိမ်တကြီးလှည့်ပတ်နေသည်ကိုတွေးလိုက်ရသည်ဖြစ်သည်သူ၏ခြေထောက်ငယ်လေးများဖြင့်တက်နိုင်သလောက်အမြန်ဆုံးပြေးသွားလေသည်ဖြစ်သည်
မိခင်ထံရောက်သောအခါသူ၏မောင်နှမများကတက်တာရကြောင်းအော်ဟစ်ကြပြီးမိခင်ကလည်းသူ့ကိုညင်သာစွာဖြင့်သူမ၏အတောင်အောက်သို့တွင်းယူလိုက်လေသည်သူ့အမေရဲ့အတောင်အောက်မှာနှွေးထွေးပြီးလုံခြုံစွာနဲ့မောင်နှမတွေဝိုင်းရံပြီးအိတ်နေတဲ့အချိန်မှာပြစ်တယောက်ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့သူ့ရဲ့စွန်စားခန်းကစိတ်လှုပ်ရှားစရာကောင်းခဲ့ပြီးအရန်ကောင်းတဲ့တရဝါလေးတွေအများကြီးနဲ့လည်းတွေ့ခဲ့ရတယ်သူအိပ်ပျော်သွားတဲ့အခါပြစ်ဟာခီးဥတွေနွားတွေစုပ်ကစားတတ်တဲ့ခွေးပေါက်လေးတွေနဲ့စူးစမ်းလိုစိတ်ပြင်းပြတဲ့ကြောင်လေးတွေအကြောင်းကိုအိမ်မက်မက်ရင်းတနေ့တာရဲ့စွန်စားခန်းတွေနဲ့သူ့ရဲ့နှလုံးသားငယ်လေးဟာပြည့်နှက်နေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ